တိုင်ဆန်ဟာတေချင်းတရားနဲ့တန်တရားမြင့်ဗောင်ဆွင်ကိုဖျက်တမ်းတော့မဲ့အဖိုးအိုဂျိုးနဲ့ထူးဆန်းစွာတွေ့ဆုံခဲ့ရပါတယ်။တိုင်ဆန်ကသူ့ကိုတေမင်းမပြီးကျွန်တော်ကိုမဖမ်းပါနဲ့တော့ကျွန်တော်1 trillion ပဲရှာရသေးတာပါလို့ငိုယိုပြီးတောင်းပန်နေတာကတော့တကယ်ကိုဟာတာဖြစ်နေပါတယ်။ဒါပေမဲ့အဖိုးအိုကသူဟာတေမင်းမဟုတ်ပဲတိုင်ဆန်ရဲ့ကြီးစုကြောင့်သူ့ရဲ့နောင်လာနောက်သားတွေရဲ့ကံကြမ္မာပြောင်းလဲသွားလို့ကြီးစုတင်ချင်ယုံတက်ခေါ်တွေ့တာလို့ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်တိုင်းဝစ်စုံနဲ့ထူးဆန်းတဲ့ဝิญဉ်လမ်းပြသူ Richard ကောင်ရောက်လာပြီးအဖိုးအိုကိုခေါ်ဆောင်သွားပါတယ်။တိုင်ဆန်ကစဉ်းစားကြည့်တော့သူ့ပတ်ဝန်းကျင်မှာဂျိုးဆိုတဲ့နာမည်နဲ့ပတ်သက်တာသူ့ရှိနေတဲ့တငယ်ချင်းဟီယန်ဆာတို့ပဲရှိပါတယ်။ဒါကြောင့်ဒီအဖိုးအိုဟာဟီယန်ဆာရဲ့ဘိုးဘေးတယောက်ဖြစ်ပြီးတိုင်ဆန်ကမိဘမဲ့ကေဟာကိုကူညီလိုက်လို့သူ့ရဲ့ဝိညာဉ်ကကြီးစုတင်နေတာပဲဖြစ်ပါတယ်။အဖိုးအိုကငါမီးတွေကိုစောင့်ရှောက်ပေးပါအောင်လို့မှာကြရင်ဝိညာဉ်လေးနဲ့ထွက်ခွာသွားပါတော့တယ်။တစ်ဖက်မှာလည်းလက်တွေ့ကဘာမှာတိုင်ဆန်ရဲ့ FS margin နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကစားမှုတွေကကမ္ဘာဗဟိုဘဏ်တွေကိုပါချွေးပြန်သွားစေပြီဗျာ။ကနေဒါဗဟိုဘဏ်နဲ့ချီကာဂိုကုန်စည်တိုင်းတွေမှာတိုင်ဆန်ရဲ့ငွေကြီးကစားမှုတွေကြောင့်ဒေါ်လာ9 ဘီလီယံကျော်အထိကြက်ထားနေပါတယ်။ဘဏ်ညွှန်ကြားရေးမှုတွေကဒီလူကဘာတူလဲငါတို့ကိုတတ်နေတာလားဆိုပြီးထိတ်လန့်တုန်လှုပ်နေကြပါတယ်။တိုင်ဆန်ကတော့ဟောင်ကောင်အင်္ဂလန်နဲ့အမေရိကန်ကဈေးကွက်တွေကိုသူ့လက်ထဲကအယုတ်တွေလိုကစားပြီးကမ္ဘာငွေကြီးတန်ဖိုးတွေကိုပါလွှမ်းမိုးနေတာဖြစ်ပါတယ်။တိုင်ဆန်ကသူ့ရဲ့လက်ယုံ Robert နဲ့ဖုံးပြောရင်းရှေ့ဆက်မဲ့စီးပွားရေးစီမံကိန်းတွေကိုညွှန်ကြားနေပါတယ်။ Robert ကတိုင်ဆန်ရဲ့ရင်းနှီးမြှုပ်နှံမှုပုံစံကိုကြည့်ပြီးအံ့ဩလို့မဆုံးဖြစ်နေရပါတယ်။တိုင်ဆန်ရဲ့အကွက်ကကာကွယ်မှုကိုလုံးဝဂရုမစိုက်ပဲရန်သူရင်ဘတ်ကိုလှမ်းနဲ့အားကုန်ထိုးလိုက်တဲ့အလူအယက်တိုက်စစ်ဆင်မှု cavalry attack ပုံစံမျိုးဖြစ်နေလို့ပါ။ Robert ကငါအထက်လူကြီးဟာကမ္ဘာစီးပွားရေးအလားအလာကိုကြိုမြင်နေတဲ့သူတော်စင်တစ်ပါးလားလို့တောင်ထင်မှတ်နေရပါတယ်။ဖုံပြောရင်းနဲ့တိုင်ဆန်ကစောင်းရသည့်ကျောင်းပိတ်ရက်မှာတွေ့မယ်လို့မှားပြောမိလိုက်တာကြောင့်သူ့ကိုအထက်တန်းကျောင်းသားမှတိသွားမှာဆိုလို့ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်ရပါသေးတယ်။လက်ရှိမှာတိုင်ဆန်ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ80ဘီလီယံအထိရှိနေပြီဖြစ်ပေမဲ့သူကတော့အေးအေးဆေးဆေးပဲအထက်တန်းကျောင်းသားဘဝကိုဖျက်ဆီးနေပါတယ်။သူကဒေါ်လာ80ဘီလီယံပိုင်တဲ့သူနဲ့ငါနဲ့တူရလားဆိုပြီးသူ့ဘာကိုသူဆွဲကြည့်ရင်ဒါဟာအိမ်မက်မဟုတ်ဘူးဆိုတာကိုကိုပြန်သတိပေးနေရပါတယ်။တစ်ဖက်မှာလည်းရှေ့နေဂျိုးရဲ့အကူအညီနဲ့တိုင်ဆန်ဟာဟေယန်ဆာရဲ့မိဘမဲ့ခေဟာကိစ္စကိုဥပဒေကြောင်းအရအနိုင်ရရှိခဲ့ပါတယ်။မြို့တော်ကောင်စီကစစ်ဆေးဖို့ပြက်ကွက်ခဲ့တာကိုအခွင့်ကောင်းယူပြီးတိုင်ဆန်ကအကွက်ကြကစားခဲ့တာပါ။အခုတော့တိုင်ဆန်ကရှေ့နေဂျိုးကိုနောက်ထပ်အဆင့်မြင့်တဲ့အဆိုပြုချက်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့ကိုပိုင်ဥပဒေလုပ်ငန်း law firm တစ်ခုကိုတည်ထောင်ဖို့ပါပဲ။တိုင်ဆန်ကကုန်ကြစည်အားလုံးကိုတာဝန်ယူမှာဖြစ်ပြီးဒီဥပဒေအဖွဲ့ဟာနောက်ပိုင်းမှာဒေါင်လောင်လုပ်ငန်းစုနဲ့ရင်ဆိုင်ရတဲ့အခါသူ့အတွက်အကြီးမားဆုံးအကာအကွယ်ဖြစ်လာတော့မှာပါ။တိုင်ဆန်ဟာကိုလီယာရဲ့ထိပ်တန်းဥပဒေလုပ်ငန်းတစ်ခုဖြစ်တဲ့ Samuel Law Firm ရဲ့ share 30%ကိုဝယ်ယူဖို့ရှေ့နေဂျိုးကိုညွှန်ကြားလိုက်ပါတယ်။ရှေ့နေဂျိုးကဒါဟာ CEO ရဲ့ share တွေဖြစ်လို့မဖြစ်နိုင်ဘူးလို့ထင်နေပေမဲ့တိုင်ဆန်ကတော့ AACC ပဲ1 billion 100 billion ဝွန်ကိုအဆိုပြုလိုက်ပါတယ်။ကျွန်တော်ကိုမယုံရင်တော့ကျွန်တော်ဘဏ်အကောင့်ထဲကပိုက်ဆံကိုတော့ယုံလိုက်ပါဆိုတဲ့တိုင်ဆန်ရဲ့စကားကရှေ့နေဂျိုးကိုစွန့်ဩသွားစီပြီးအလုပ်တွေကိုအမြန်ဆုံးအကောင့်ထဲဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။တိုင်ဆန်အတွက်တော့ဒါဟာသူ့ရဲ့စီးပွားရေးအင်ပါယာကိုကာကွယ်ပေးမယ်ဥပဒေတိုင်းကြီးကိုတိဆောက်လိုက်တာပါပဲ။ဖုံးချပြီးနောက်မှာတော့တိုင်ဆန်စီကိုမထင်မှတ်ထားတဲ့ဖုံးတကောဝင်လာပါတယ်။အဲ့ဒါကတော့တငယ်ကြီးဟောင်းစီရီယန်ပါပဲ။စီရီယန်ကတိုင်ဆန်ကိုသူ့အတန်မိသွားရမလားဆိုပြီးစိတ်ကောက်နေတယ်လို့တိုင်ဆန်ကလည်းသူ့မကိုနောက်အပတ်မှာ gay group အနေနဲ့ debut လုပ်တော့မှာမဟုတ်လားလို့ပြန်လေဆနောက်ခဲ့ပါတယ်။စီရီယန်ကတိုင်ဆန်ကိုချစ်လက်တော်ခင်ပွန်းလို့တောင်ရည်ညွှန်းပြီးဆူတောင်းပေးနေတာကသူတို့နှစ်ယောက်ကြားကရင်းနှီးမှုကိုပြသနေပါတယ်။စီရီယန်ကသူမရဲ့အောင်မြင်မှုတွေနဲ့တိုင်ဆန်ကိုကူညီချင်နေတယ်လို့တိုင်ဆန်ကလည်းသူ့မကိုပြန်လေစောင့်ရှောက်ပြီးဖို့ကတိပေးခဲ့ပါတယ်။နောက်တနေ့မှာတော့တိုင်ဆန်ရဲ့ဘဝမတိုင်သေးတစ်ခုဖြစ်တဲ့ကိုရီးယားဥပဒေတက္ကသိုလ်ရဲ့လူတွေ့စစ်ဆေးခြင်းအင်တာဗျူးနေ့ကိုရောက်ရှိလာပါတယ်။ကျောင်းသားတွေကြားမှာဝင်ခွင့်ရဖို့ဘလောက်ခက်ခဲကြောင်းပြောဆိုနေကြပြီးမြဲတိုင်ဆန်ကတော့သူ့ရဲ့ရင်းချက်မှုဥပဒေဗဟုသုတနဲ့စီးပွားရေးအတွေ့အကြုံတွေကြောင့်ဒီအင်တာဗျူးကို EECC ပဲရင်ဆိုင်ကြော်ဖြတ်နိုင်မယ့်ပုံစံမျိုးရှိနေပါတယ်။တိုင်ဆန်ဟာကိုရီးယားဥပဒေတက္ကသိုလ်ရဲ့နောက်ဆုံးနှစ်ဝင်ခွင့်အခွင့်အရေးကိုအာရုံဖို့လူတွေ့စစ်ဆေးခြင်းအင်တာဗျူးဖြေဆိုဖို့ရောက်ရှိလာပါတယ်။ကျောင်းသားတွေအားလုံးကအလီးနဲ့ထားပြီးပြင်ဆင်လာကြတဲ့အချိန်ကြီးမှာတော့တိုင်ဆန်ကတော့သူ့ရဲ့ဘဝတည်အတွက်ဖျားသခင်ကိုကျေးဇူးတင်ရင်တီးတီးငြိမ်ငြိမ်ပဲရှိနေပါတယ်။ဒါပေမဲ့အဲ့တည်ငြိမ်မှုဟာစီနီယာမမဂျာရင်ရောက်လာတဲ့အချိန်မှာတော့ပြက်ပြားသွားပါတော့တယ်။ဂျာရင်ဟာအလှပဆုံးပန်းတပွင့်လို့ထင်ပုံနေသူဖြစ်ပြီးတူမရဲ့ပေါ်ထွက်လာမှုကကျောင်းသားအားလုံးရဲ့အာရုံကိုဖန်ဆားထားတာပါ။ဂျာရင်ဟာလူအများကြားထဲကနေတိုင်ဆန်ကိုတန်းတက်မမရှောက်လာပြီးမတွေးရတာကြားပြီနော်ဘွဲယူချမ်းပြူနေရလို့မလာနိုင်တာနားလည်ပေးပါလို့ရင်းနှီးပြောလိုက်တာကြောင့်တကြောင်းလုံးကကျောင်းသားတွေကတိုင်ဆန်ကိုမနာလိုတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်ကုန်ကြပါတယ်။တိုင်ဆန်ကတော့ဒီလိုအခြေအနေမျိုးကိုမကြိုက်တာကြောင့်ဘာလို့နားလည်ပေးရမှာလဲဆိုပြီးအေးဆက်ဆက်ပြန်ပြောခဲ့ပေမဲ့ဂျာရင်ကတော့စိတ်မဆိုးတဲ့ပြင်အင်တာဗျူးပြီးရင်နေ့လည်စာအတူစားဖို့တောင်ချင်းဆိုသွားခဲ့ပါတယ်။တကယ်တော့ဂျာရင်ဟာတိုင်ဆန်ရဲ့နောက်ကြောင်ကိုစုံစမ်းထားပြီးသားပါ။တိုင်ဆန်ရဲ့မိသားစုကရုတ်တရက်ချမ်းသာကြွယ်ဝလာတာတွေမကပဲတိုင်ဆန်ကိုယ်တိုင်ကလည်းတာမန်ယောက်ျားလေးတွေနဲ့မတူတဲ့ရီမန်းချက်ကြီးမားမှုနဲ့အရေးချင်းတွေရှိနေတာကိုသူမသိထားပါတယ်။ဒါကြောင့်မို့လေသူမကတိုင်ဆန်ကိုအပိုင်ချုပ်ဖို့အတွက်အခုလိုမျိုးလူပုံအလဲမှာပေါ်ထင်းလာရောက်နှုတ်ဆက်တာပဲဖြစ်ပါတယ်။တခြားသူတွေကတော့ဂျာရင်တယောက်ဒီဂျူနီယာလေးပေါ်စိတ်ဝင်စားနေပြီဆိုတာကိုရိပ်မိပြီးအံ့ဩနေကြပါတော့တယ်။တိုင်ဆန်ဟာကိုရီးယားဥပဒေတက္ကသိုလ်ရဲ့အင်တာဗျူးကိုအောင်မြင်စွာဖြေဆိုပြီးနောက်မှာတော့စီနီယာမမဂျာရင်နဲ့ချိန်ထားတဲ့နေ့လည်စာကတိကိုတမန်တကာဖျက်ဆီးပစ်ခဲ့ပါတယ်။ဂျာရင်ကလမ်းဘေးမှာဖုံတစ်ထောင်းနဲ့စောင့်ကြံခဲ့ရချိန်မှာတိုင်ဆန်ကတော့သူ့ရဲ့ကားနီလေးကိုအရှိန်ပြင်းပြင်းမောင်းနေပြီးစီနီယာကျွန်တော်တို့ကိုလန်းကိုသွားကြတာပေါ့လို့စိတ်ထဲကရေးရွရင်ထွက်ခွာခဲ့ပါတယ်။တိုင်ဆန်ဟာဂျာရင်ရဲ့အကွက်ထဲကိုအလွယ်တကူဝင်မဲ့သူမဟုတ်ဘူးဆိုတာ
ဒီနေရာမှာအထင်ရှားပါပဲ။ဆောင်းရာသီရဲ့အေးဆက်တဲ့တောင်ပေါ်မှာအင်ကြီးချွတ်ပြီးလေ့ကျင့်ခန်းလုပ်ရင်းတိုင်းဆန်ဟာရှေ့လာမဲ့ကမ္ဘာစီးပွားရေးပြက်ကကြီးအတွက်စိတ်ဓာတ်ကိုအခိုင်အမာပြင်ဆင်နေခဲ့ပါတယ်။မကြခင်မှာပဲတိုင်းဆန်အတွက်အလွန်ဝမ်းသာစရာကောင်းတဲ့သတင်းစကားရောက်ရှိလာပါတယ်။ဖုန်းထဲကနေတဆင့်သူ့ရဲ့ခုံနံပါတ်44ကိုရိုက်ထည့်ပြီးစစ်ဆေးလိုက်တဲ့အခါကိုရီးယားဥပဒေတက္ကသိုလ်မှာတက်ရောက်ခွင့်ရရှိသည်ဆိုတဲ့ကြီးညာချက်ကိုမြင်လိုက်ရလို့တိုင်းဆန်တယောက်ဝမ်းသာလွန်လို့အသက်ရှူတော့မှားသွားရပါတယ်။ဒီသတင်းကိုသူ့မိဘတွေစီဖုန်းဆက်ပြောလိုက်တဲ့အခါမိခင်ဖြစ်သူကဝမ်းသာလွန်လို့မျက်ရည်တောင်ကျခဲ့ရပြီးဖခင်ဖြစ်သူကလည်းဒါငါသားပဲဆိုပြီးဂုံယူမဆုံးဖြစ်နေပါတယ်။တိုင်းဆန်တော်တော့ဥပဒေကြောင့်ဝင်ခွင့်ရလာဟာမိဘကိုလှုပ်ကြွေးပြုစုတဲ့တားကောင်းတစ်ယောက်ရဲ့တာဝန်ကိုကြည်ပွန်လိုက်တာပဲဖြစ်ပါတယ်။ဒါထင်မကားသေးပဲတိုင်းဆန်စီကို Nice Media ရဲ့ CEO စီကနေလည်းဖုန်းဝင်လာပါသေးတယ်။ တိုင်ဆန်ရဲ့စာရေးသားမှုအရေးချင်းကြောင့်ကုမ္ပဏီကအမျက်အစွန်းနဲ့အများကြီးရရှိနေပြီးသူ့ကိုရွှေတွင်းကြီးတစ်ခုလိုတင်စားခေါ်ပေါ်နေကြပါတယ်။တိုင်ဆန်ကတော့အခုဆိုရင်ဥပဒေကြောင်းသားဘီလီယံနာရင်းနှီးမြှုပ်နှံသူနဲ့အောင်မြင်တဲ့စာရေးဆရာဆိုတဲ့ဂုဏ်ပုတ်တွေကိုတပြိုင်နက်တည်းပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ Nice Media ရဲ့ CEO ကတိုင်ဆန်ကိုဖုန်းဆက်ပြီးသူတို့စီကို Magical Warrior ဆိုတဲ့ဝတ္ထုမူကျန်းလာပို့တဲ့စာရေးဆရာတယောက်အကြောင်းပြောပြပါတယ်။အဲ့ဒီဝတ္ထုကတိုင်ဆန်အရင်ကရေးခဲ့တဲ့လက်ရာနဲ့ထပ်တူနီးပါးတူနေတာကြောင့် CEO ကအဲ့ဒီလူကိုခိုးချသူ plagiarist ဆိုပြီးပြင်းပြင်းထန်ထန်စူပူမုန်းထုတ်လိုက်တယ်လို့ဆိုပါတယ်။ဒါကိုကြားလိုက်ရတဲ့တိုင်ဆန်ဟာထိတ်လန့်သွားပါတယ်။တကယ်တော့အဲ့ဒီဝတ္ထုကအနာဂတ်မှာအဲ့ဒီစာရေးဆရာဂျန်ဟာရေးမဲ့ဝတ္ထုဖြစ်ပြီးတိုင်ဆန်ကအနာဂတ်ကိုသိနေလို့အရင်ဦးအောင်ခိုးရေးခဲ့မိတာပါ။တိုင်ဆန်ကသူ့ရဲ့အမားကိုတိသွားပြီးနောင်တရတဲ့အနေနဲ့အဲ့ဒီစာရေးဆရာရဲ့နောက်ထပ်ဝတ္ထုတစ်ဖြစ်တဲ့ I am a Nobel ကိုချက်ချင်းလက်ခံပြီးပုံနှိပ်ထုတ်ဖို့ CEO ကိုတိုက်တွန်းလိုက်ပါတယ်။အုပ်ကြီး9000မကပဲ1000အထိရောင်းရဖို့သူ့ကိုယ်တိုင်အာမခံပေးလိုက်တာကတော့တိုင်ဆန်ရဲ့လျှို့ကြီးပေးမှုပါပဲ။နောက်တစ်ချိန်တွေ့ရင်တော့မင်းကိုမုံဝေကျွေးပါမယ်လို့တိုင်ဆန်ကစိတ်ထဲကနေကြောင်ဟာကိုတောင်းပန်လိုက်ပါတယ်။ဒီကိစ္စဒီပြီးသွားတဲ့နောက်မှာတော့တိုင်ဆန်ဟာသူ့အမေကိုခေါ်ပြီးဂီဂျီလို့ခေါ်တဲ့အစစ်မြင့်ဇီးဝယ်စင်တာကြီးကိုအလေပတ်သွားခဲ့ပါတယ်။သူ့အမေဟာအဖေအလွတ်နာပြီးတိုးကိုပြန်သွားကြတဲ့ကဒီလူနေရာမျိုးကိုမရောက်တာ10နှစ်တောင်ရှိနေပြီဖြစ်လို့ကလေးတယောက်လိုပျော့ရွှင်နေရပါတယ်။တိုင်ဆန်ကသူ့အမေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်လို့တစ်ဖက်မှာလည်းအတိတ်ကဆင်းရဲဒုက္ခတွေကိုအခုလိုမွေးအင်အားနဲ့ပြန်လေဖြည့်ဆည်းပေးနိုင်တာကိုကြည်နပ်နေပါတယ်။အမေဖြစ်သူကဒါတွေကတကယ်ပဲလားလို့မယုံနိုင်အောင်ဖြစ်နေချိန်မှာတိုင်ဆန်ကသူ့အမေကိုတစ်ခုခုထပ်ပြီးဖို့ပြင်ဆင်နေပုံရပါတယ်။ တိုင်းဆန်ဟာသူ့အမေကိုဈေးဝယ်စင်တာခေါ်သွားရင်သူ့အဖေနဲ့ဘလို့စုံခဲ့တယ်လဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။သူ့အမေကတကယ်ကိုအလှပရင်မလေးဖြစ်တယ်လို့ပညာတတ်တစ်ယောက်လည်းဖြစ်ခဲ့တာပါ။အဖေဖြစ်သူကအမေကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပြီးမင်းမရှိရင်ငါမနေနိုင်ဘူးဆိုတဲ့အထိအသေးအတန်ချစ်ခဲ့တာကိုပြန်ပြောင်းပြောပြရင်ကြည်နူးနေကြပါတယ်။တိုင်းဆန်ကလည်းသူ့အဖေရဲ့စစ်မှန်တဲ့အချစ်ကိုလေးစားနေမိပါတယ်။ဒါပေမဲ့ဈေးဝယ်စင်တာတွေကဆိုင်တဆိုင်တွေရောက်သွားတဲ့အခါမှာတော့အချီနေတွေကရုတ်တရက်ပြောင်းလဲသွားပါတယ်။တိုင်းဆန်ကသူ့အမေကိုအဖေနဲ့အမေအတွက်လှပတဲ့အဝတ်စားတွေစိတ်ကြိုက်ရွေးပါလို့ပြောနေတော့မှာပဲရိုးစန်းကြားဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကတိုင်းဆန်ရဲ့အမေကိုမြင်တာနဲ့မင်းကကြောင်းရဲ့ကွင်းဖြစ်ခဲ့ပြီးတော့လွန်ခဲ့တဲ့အနှစ်20ကအိမ်ကနေနှင်ထုတ်ခံရတယ်ဆိုတာဟုတ်လားဆိုပြီးအထင်သေးတဲ့ပုံစံနဲ့လှောက်ပြောင်ပြောဆိုလာပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့တိုင်းဆန်ဟာထိတ်လန့်သွားပါတယ်။တကယ်တော့သူ့အမေဟာတာမန်တော်သူတယောက်မဟုတ်ပဲ2016ခုနှစ်မှာကိုရီးယားတနိုင်ငံလုံးကိုဟူးဟူးကြိုစီရဲတဲ့ယာဆူနီရဲ့အမျိုးသမီးတို့တင်စားရလောက်တဲ့ရိုးစန်းကြားရဲ့မိသားစုဝင်ဒါမှမဟုတ်အဲ့ဒီအရှုပ်တော်ပုံတွေနဲ့ပတ်သက်နေသူဖြစ်နေပါတယ်။ တိုင်ဆန်ရဲ့အမေဟာအရင်ကဘလောက်တောင်မြင့်မြတ်တဲ့မျိုးရိုးကလာခဲ့တယ်လေ။ဘာကြောင့်အိမ်ကနေနှင်ထုတ်ခံရပြီးအခုလိုစင်းစင်းရဲရဲနေခဲ့ရတယ်လဲဆိုတာတိုင်ဆန်အတွက်တော့ကြီးမားတဲ့ဗဟေလိတစ်ခုဖြစ်လာပါတော့တယ်။တိုင်ဆန်ရဲ့အမေကတော့သူ့သားကိုသူမရဲ့အတိတ်ဆိုးတွေမကြားစေချင်တာကြောင့်အဲ့ဒီအမျိုးသမီးကိုစိတ်ဆိုးမှန်ဆုံးနဲ့တားဆီးဖို့ကြိုးစားနေပါတယ်။တိုင်ဆန်ကတော့သူ့အမေရဲ့မျက်နှာကိုကြည့်ရင်ငါအမေကတကယ်ပဲကြောင်းရဲ့ကွင်းဖြစ်ခဲ့တာလားဆိုပြီးမယုံနိုင်အောင်ဖြစ်နေရပါတယ်။အခုဆိုရင်တိုင်ဆန်ဟာသူ့အမေခံခဲ့ရတဲ့အရှက်ကွဲမှုတွေနဲ့မတရားမှုတွေအတွက်လက်စားချေပေးဖို့စိတ်ပိုင်းဖြတ်လိုက်ပုံရပါတယ်။တိုင်ဆန်ရဲ့မိခင်ကိုတောသူမလိုနှိမ်ချပြီးလောင်ပြောင်နေတဲ့စံကြာဆိုတဲ့အမျိုးသမီးဟာတိုင်ဆန်ကိုမြင်တဲ့အခါမှာလဲရုပ်ပဲရှိပြီးညံမရှိတဲ့မော်ဒယ်ရုပ်လို့ထပ်မံစော်ကားခဲ့ပါတယ်။သူမကသူမရဲ့သားဟာနာမည်ကြီး KK Law School မှာဝင်ခွင့်ရထားတယ်ဆိုပြီးတိုင်ဆန်တို့ရှိမှတဖွာဖွာကြွားလုံးထုတ်နေခဲ့တာပါ။ဒါပေမဲ့တိုင်ဆန်ကတော့အေးအေးဆေးဆေးပဲကျွန်တော်ကတော့ကိုရီးယားအမျိုးသားဥပဒေတက္ကသိုလ် Korea National University of Law ရဲ့ဥပဒေဌာနမှာဝင်ခွင့်ရထားတာပါလို့ပြန်ပြောလိုက်တဲ့အခါမှာတော့စံကြာတယောက်ရှက်လုံးလို့မျက်နှာကြီးမြည်မြန်းသွားရပါတယ်။ဘာလို့လဲဆိုတော့တိုင်ဆန်ရထားတဲ့ကျောင်းကသူမသားတတ်မဲ့ကျောင်းထက်အစပေါင်းများစွာတာလွန်လို့ပဲဖြစ်ပါတယ်။စံကြာဟာအရှက်ရသွားတာကိုဖုံးကွယ်ဖို့အတွက်စကားလမ်းကြောင်းလွှဲပြီးဒီဆိုင်ကအစိမ့်မြင့်တဲ့စိတ်တွေရောင်းတာနင်တို့တွေလက်ဆောင်ကူဖို့ gift certificate လာလဲတာလားလို့ထပ်မံနှင်ချပြန်ပါတယ်။တိုင်ဆန်ကတော့ဘာမှပြန်မပြောတော့ပဲဆိုင်ဝန်ထမ်းကိုတိုက်ရိုက်ခေါ်လိုက်ပါတယ်။ပြီးတော့ကျွန်တော်အမိနဲ့လိုက်ဖမဲ့အဝတ်စား9စုံအခုချက်ချင်းရွေးပေးပါလို့အမိန့်ပေးလိုက်ပါတယ်။စံကြာဟာတိုင်ဆန်တို့မှာပတ်စံမရှိဘူးလို့ထင်ထားတာကြောင့်ဒီလိုမျိုးဝတ်စုံ9စုံကိုတပြိုင်နက်တည်းဝယ်ယူလိုက်တဲ့တိုင်ဆန်ရဲ့ငွေအင်အားကိုမြင်လိုက်ရတဲ့အခါမှာတော့မိုးကြိုးပြစ်ခံလိုက်ရတယ်လို့စိုးအော်သွားရပါတော့တယ်။တိုင်ဆန်ကတော့သူ့အမေကိုအဆက်ခွဲခဲ့တဲ့အမျိုးသမီးရှိမှာပဲသူ့အမေကိုတကယ်ဘရင်မတယောက်လိုအလိုလိုက်ပြပြီးလက်တွေ့ကြကြလက်စားချေပြလိုက်တာပါ။စံကြာတယောက်သူမရဲ့ဂုံပကာသနာတွေတိုင်ဆန်ရဲ့ရှိမှာဖုံမှုလိုပျောက်ကွယ်သွားတာကိုကြည့်ရင်တကယ်ကိုအားရစရာကောင်းလာပါတယ်ဗျာ။ တိုင်ဆန်ဟာဆိုင်ဝန်ထမ်းကိုဈေးနှုန်းကပြဿနာမဟုတ်ဘူးအမေအတွက်အကောင်းဆုံးဝတ်စုံ9စုံအခုချက်ချင်းထုတ်ပြီးလို့ပြောလိုက်တာဟာစံကြားရဲ့ပါဇက်ကိုပိတ်လိုက်တာပါပဲ
စံကြာကအဆက်ရလွန်းလို့တိုင်ဆန်ကသူမကိုဝတ်စုံတစ်စုံလက်ဆောင်ဝယ်ပေးမယ်လို့ကမ်းလှမ်းတာကိုတော့ငှကိုတတောင်းစားထင်နေလားဆိုပြီးဒေါသတကြီးညင်းဆန်ခဲ့ပါတယ်။သူမဟာနောက်ဆုံးလက်နက်အနေနဲ့တိုင်ဆန်ရဲ့အမေကိုလာမယ့်စနေနေ့ Filton Hotel မှာလုပ်မယ်အထက်တန်းကျောင်းသူဟောင်းများပြန်လည်ဆုံစည်းပွဲကိုခင်ပွန်းတဲ့နဲ့အတူတက်ရောက်ဖို့စိန်ခေါ်လိုက်ပါတယ်။တိုင်ဆန်ကသူ့အမေကိုစားကျင်းတီပေါက်တက်ရောက်မှာပါလို့လက်ခံလိုက်တာဟာစံကြာကိုသူမရဲ့ကိုယ်ပိုင်နေမိမှာတင်အဆက်ခွဲဖို့ထောင်ချောက်ဆင်လိုက်တာဖြစ်ပါတယ်။တီးခန့်ချင်းဆိုတာဇင်းခံပစ္စည်းပဲ။ရန်သူကိုတီးခန့်တာဟာကိုရက်ဆက်တာပဲဆိုတဲ့တိုင်ဆန်ရဲ့အတွေ့ကတကယ်ကိုပြတ်သားလွန်ပါတယ်။ဇီးဝေပြီးနောက်မှာတော့တိုင်ဆန်ဟာသူ့အမေကိုဟန်နရီဘာအလှကိုမြင်ရတဲ့ခြုံတန်တုံးကအစစ်မြစ်အပမန်တစ်ခုစီခေါ်သွားခဲ့ပါတယ်။အဲ့ဒီနေရာဟာစူညံတန်နဲ့ဖုံမှုကင်းစင်ပြီးနွေရာသီမှာမြက်လီချင်းကိုခန်းစားနိုင်တဲ့အကောင်းဆုံးနေရာပါ။အမိဖြစ်သူကတော့130စတုရမီတာဧရိယာ40နီးပါးရှိတဲ့ဒီအိမ်ကြီးကိုနည်းနည်းတော့ကြီးနာဖို့ဒါပေမဲ့ရပါတယ်။လုံမှတ်ချက်ပေးလိုက်တာကြောင့်တိုင်ဆန်တောင်အော့သွားပါတယ်။တကယ်ကိုအထက်တန်းဟွာကွင်းတယောက်ရဲ့အမိမျိုးပါပဲ။အင်ချမ်မီပွဲစားကတော့လက်ရှိစီးပွားရေးပြက်က subprime crisis ကြောင့်အင်ချမ်မီဈေးကွက်တီးခိနေချိန်မှာဒီလို4.5ဘီလီယံတန်နဲ့ပန်းဟော့စ်ကိုဝေမိသူပေါ်လာလို့ဝမ်းသာအားရဖြစ်နေကြပါတယ်။တိုင်ဆန်ဟာဟန်မြစ်ဘေးက4.5ဘီလီယံတန်အစစ်မြစ်ပန်းဟော့စ်ကိုကြည်ယုံနဲ့မကျေနပ်ဖဲအဲ့ဒီအဆောက်အဦတွေကအကောင်းဆုံး Royal Town Apartment 3ခန်းလုံးကိုတပြိုင်နက်တည်းဝယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။စီးပွားရေးပြက်က subprime crisis ကြောင့်အင်ချမ်မီဈေးကွက်တီးအေးခဲနေတာကိုအခွင့်ကောင်းယူပြီး10ဘီလီယံဝန်တန်းပေါင်း1000ကိုအခွန်အခတွေအပါဝင်အပီစီလက်ငင်းငွေသားနဲ့ပေးချေမယ်လို့ရဲရဲဝံ့ဝံ့ကမ်းလှမ်းလိုက်ပါတယ်။ပွဲစားမန်နေဂျာချောင်းကမိုးပေါ်ကနှက်ရည်စင်ကျလာသလိုအံ့ဩလုံးလို့ပါဇက်တောင်မပိတ်နိုင်ဖြစ်ခဲ့ရပါတယ်။ထူးခြားတာကတိုင်းဆန်က110ဘီလီယံလောက်သုံးလိုက်တာတောင်သူ့အမေကဘာမှမထူးခြားသလိုတီတီငင်ငင်ရှိနေတာပါပဲ။ဒါဟာသူ့အမေရဲ့မြင့်မြတ်တဲ့မျိုးရိုးနောက်ခံနဲ့အရင်ကချမ်းသာခဲ့တဲ့အရှိန်အဝါတွေကြောင့်ဆိုတာတိုင်းဆန်သိလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့တိုင်းဆန်ဟာသူ့ရဲ့ Porsche အနီရောင်ပြိုင်ကားကြီးကိုအင်ဂျင်တန်တဟုံးဟုံးနဲ့ကိုရီးယားအမျိုးသားတက္ကသိုလ်တွေကိုမောင်းဝင်လာခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူအားလုံးဟာဒီ Porsche ကားကြီးကဘသူ့ကားလဲဆိုပြီးဝိုင်းအောင်ကြည့်ရှုနေကြစင်ပါပဲ။ကားပေါ်ကနေတီငိန်ထက်မြက်တဲ့ရုပ်ညင်နဲ့ဆင်းလာတဲ့ဥပဒေကျောင်းသားတွေဂျန်တိုင်းဆန်ကိုမြင်လိုက်ရတဲ့အခါကျောင်းသူလေးတွေအားလုံးရင်ခုန်တန်ပြီးမြန်ကုန်ကြပါတော့တယ်။တိုင်းဆန်ကတော့အားလုံးရဲ့အားကြတဲ့အကြည့်တွေကြားထဲမှာကိုရီးယားရဲ့အထင်ကရဆုံးတက္ကသိုလ်ဝင်းတွေကိုယုံကြည်မှုအပြည့်နဲ့ချီချဝင်ရောက်သွားပါတယ်